ဒီတစ်ခါကိုကျွန်တော်ဒီဇိုင်းဆွဲရတယ်မတင်တော့ဘဲနဲ့ knowledge sharing တခုကျွန်တော်မျှဝေပေးမယ်ပေါ့နော်အဲ့ဒါကကို research လုပ်ပြီးတော့မှ design နဲ့ထည့်သုံးမဲ့ image ကဝါးနေတယ်ဆိုလို့ရှိရင် Canva မှာပဲကျွန်တော်ဒီတစ်ခါတည်းပေါ့နော်ပုံကြည့်ပြန်ဖြစ်အောင်ပြန်ပြောင်းတဲ့နည်းလေးကိုကျွန်တော်ပြပြပေးရမှာပဲဖြစ်ပါတယ်ဗျအရင်ဆုံး Canva ထဲရောက်ပြီဆိုလို့ရှိရင်ဘယ်ဘက်က navigation bar တွေကအောင်နည်းနည်းလေးရွှေ့လိုက်မယ်ဆိုလို့ရှိရင် app ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ search box မှာ image scaler ဆိုပြီးရှာလိုက်လို့ရှိရင်ဒါမျိုးလေးကြာလာလိမ့်မယ်ကြာလာပြီဆိုလို့ရှိရင် image scaler နဲ့ photo scaler ဆိုပြီးတော့ကျွန်တော်ဒီနှစ်မျိုးတွေ့ရမယ်ပေါ့နော်ကြိုက်တာသုံးလို့ရတဲ့ကိစ္စမရှိဘူးဘာကွာလဲဆိုတော့ကျွန်တော်ပြပြပေးမယ် photo scaler ကကြတော့ free version ဖြစ်ပြီးတော့ image scaler ကြတော့ဒီ Canva ကိုပေါ့နော် pro version သုံးတဲ့လူတွေရတာသုံးလို့ရပါမယ်ဗျကျွန်တော်ကတော့ pro version သုံးတာဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုကျွန်တော်ရွေးလိုက်မှာပေါ့နော် okay အဲ့တော့ဝင်လိုက်ပြီဆိုလို့ရှိရင်ကိုထည့်မဲ့ပုံကိုရွေးပြီးပြီဆိုတာနဲ့ကျွန်တော်ဒီ pro version မှာကြတော့ပေါ့နော်ဒီထုတ်ချင်တဲ့ပုံ resolution ကိုရွေးလို့ရတယ်ပေါ့နော်2K လား 4K လားဘာညာပေါ့ဟုတ်ပြီအဲ့တော့ဒီ free version ကြတော့သူကဒီ 2K လောက်ကိုပေါ့တော့သူကတခါတည်း auto သူကထုတ်ပေးတယ်ပေါ့နော် okay အဲ့တော့ရွေးလိုက်ပြီဆိုပြီးတော့ဒီ app scaler လောက်လိုက်တာနဲ့ခဏလေးစောင့်ပြီးလို့ရှိရင်ဒါမျိုးလေးတွေထွက်လာလိမ့်မယ်သူက preview ပြပေးတာပေါ့နော် free version မှာလည်းသူကအခုလိုမျိုးပဲ preview ပြပေးတယ်အဆင်ပြေပြီဆိုလို့ရှိရင်တော့ဒီ app design ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့သုံးမဲ့ design တွေမှာအသုံးပြုလို့ရပါပြီပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်ပုံနှစ်ပုံရှင်းပြပေးမယ်နော်ဒါကတော့ original ပုံoriginal ဝါးနေတဲ့ပုံပေါ့နော်အဲ့အောက်ကတော့ထွက်လာတဲ့ပုံဖြစ်သွားမယ်ဗျတော်တော်လေးကိုကွာသွားတယ်ပေါ့တော်တော်လေးမိုက်တယ်အချိန်ကုန်သက်တာလားပေါ့ဗျာကျွန်တော်ဒီတခြား website တွေသုံးစရာမလိုဘဲနဲ့ဒီ Canva မှာပဲကျွန်တော်တခါလေးပဲသုံးလို့ရသွားတာပေါ့နော်။ Okay အဲ့ဒါဆိုကျွန်တော်သိလောက်ပြီးထင်ပါတယ်ဗျ။ဒါလေးကတော့ Canva ကိုကျွန်တော်အသုံးပြုနေပြီးတော့ဗောနော်တချို့တော့ feature လေးတွေကိုမသိသေးတဲ့လူတွေအတွက်ကိုကြည့်ရပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်ဗျ။ Okay see ya